내 빠치는 내 처음에 내 노가 더 배워볼 토야 팅롱 내 빠치는 라로 내 참소라로 노가디 로고 토야 지위에 타니 예때 사보하 켈라니 개은사도 와 미팅롱가 참소는 게 라라도 로가 되게 고도 뭐라 비필로하고데 내가 티노아 벌리고 뭐 이qu이 한데안데 막게 선호가 띵레가 되게 엄야 빠치는 로는 또 노가 라나라 노가 마라 휘토아 뿌야데 라가 무이바스토고 개가 람그 바토아사 데로 네 빠체나 리와토이 아두두 워스턴 DC 예시시 크리토 예 파스토 요린신 부야키아노 가후용지 Kianoka lontoa de na pastor ni de na thoba ki to ye na chongbo lontoa no ale bi ka hui wata de yesi yo biro yesi atin no ma be ni ka sa pa amuro thasong bo be ni be chin ka sa phya ta khin ga tong pyu le ဖျားသခင်ကျေးဇူးတော်ကြောင့်မလမေလ18မှာစပြီးတော့ကျွန်မမှုတော်ဆောင်ရပါတယ်ဒီတင်ထော်လူချင်းများမေလ18ရဲ့ညနေပိုင်းမှာကျွန်မအင်ကိုလာပြီးတော့ဆက်စစ်တင်တော်မှာမှုတော်ဆောင်ပြီးဖို့ရန်ကျွန်မတို့မထင်မှတ်မမျှော်လင့်ပဲနဲ့ပေါ့လေလာပြီးတော့ကြိုဆိုကြတယ်အတိမတ်ပြုကြတယ်ဆူတောင်းပေးကြတယ်ဒါကြတော့ဖျားခင်ကျေးဇူးတော်ကိုချီးမွမ်းတယ်အဲဒီနေ့ကစပြီးကျွန်မတို့တိတာတတ်တာဘာတစ်ခုမှမရှိဘူးဒါနဲ့ဖျားခင်အလိုတော်အတိုင်းအသုံးပြုဖို့ရန်ကျွန်မလည်းစက်ကပ်ပြီးတော့ပါဝင်ရရှိပါတယ် amuro song ema taitang ga blolo shi bi le ဖျားခင်ကျေးဇူးတော်ကြောင့်1986ခုနှစ်မှာစပြီးတော့ကျွန်မမှုတော်မြန်မာပါဝင်လာတယ်ဆိုတော့23နှစ်ရှိတယ် wantani si yesi atin no ma amuro song le kha ja ma ja ro ho atin no the ma bo le belu tu te mu ကျွန်တော်တို့ဖျားခင်ကျေးဇူးတော်ကြောင့်ဒီ ZCC အတင်းတော်မှာပါဝင်နိုင်ခွင့်ရတာကိုဖျားခင်ကျေးဇူးတော်ကိုချီးမွမ်းတယ်ကျွန်တော်တို့ထင်မှတ်တာထက်ဖျားခင်ကဒီအတင်းတော်ကိုလေအေဝံဂေလိတရားဟောပြောဖို့ရန်ကျွန်မအတွက်ပြင်ဆင်ပေးတဲ့အတွက်ကြောင့်ဖျားခင်ချီးမွမ်းတယ်လို့တင်းသူတင်းသားတွေရတယ်ကျွန်တော်တို့ကိုချစ်ချစ်ခင်ခင်လေးလေးစားစားနဲ့ဆက်ဆံကြတယ်နှုတ်ကပတ်တော်ဝင်ထားတဲ့ခါမှာလေသူတို့ကောင်းကောင်းမွန်မွန်နဲ့ခံယူကြတယ်ပြီးတော့ကျွန်တော်တို့အမှုတော်ဆောင်ကျွန်တော်တို့ပါစတာညကိုလည်းကောင်းကောင်းမွန်မွန်ကြည့်ရှုကြတယ်အဲကြတော့အင်မတန်မှဝမ်းသာပါတယ်ပြောရမယ်ဆိုတော့ကျွန်တော်တို့ဒီအမေရိကန်နိုင်ငံမှာဒီလိုအတင်းတော်ကြီးမားမားနေပေါ့လေအမှုတော်ဆောင်ရလိမ့်မယ်လို့ကျွန်တော်တို့မထင်ဘူးပြီးတော့ဒီရုပ်တုံလူမျိုးတွေမှာပါဝင်နိုင်ရတဲ့အခွင့်နော်ရုပ်တုံလူမျိုးနဲ့ပြောရမယ်ဆိုတော့အိမ်ထောင်ပြရတဲ့အခွင့်ဖျားပြင်ဆင်ပေးတယ်ကျွန်မလည်းအင်မတန်မှဝမ်းသာပါတယ်ရုပ်တုံလူမျိုးနဲ့အိမ်ထောင်မပြုတ်ဘူးဆိုရင်ရုပ်တုံဒီ ZCC အတင်းတော်မှာကျွန်မဒီလိုအချင်းပြမှုတော်ဆောင်ဖြစ်ရမှာမဟုတ်ဘူးဒါဘုရားသခင်ကကျွန်မအတွက်အေဝံဂေလိတရားဟောဖို့ဒီအတင်းတော်ကိုပြင်ဆင်ပေးတဲ့အတွက်ကြောင့်ဒါမှဝမ်းသာတယ်တင်ထောက်လူချင်းများမှာစာပြီးတင်သူတင်တာအားလုံးကိုလည်းယေရှုတင်လို့မဆုံးဘူးအမြဲတမ်းကျွန်မဆုတောင်းပေးပါတယ် jiwe pi ma ai ma ga di amuro song bo le no ani ne belu khansa mu shi le ဘုရားသခင်ကျေးဇူးတော်ကြောင့်ကျွန်တော်တို့အစည်းအဝေးဖြစ်မြောက်ရေးအတွက်အစည်းအဝေးတွေလည်းအချိန်ပေါင်းမြောက်များစွာလုပ်ပြီးတော့အစည်းအဝေးဘယ်လိုဖြစ်မြောက်အောင်မြင်မလဲဆိုပြီးတော့တင်ထောက်လူကြီးများကအစဆွေးနွေးကြတယ်တိုင်ပင်ကြတယ်ဆုတောင်းကြတဲ့အခါမှာကျွန်တော်တို့ထင်တာတဲ့ဘုရားသခင်ကတကယ်အစည်းအဝေးပြုလုပ်တဲ့အခါမှာကျွန်တော်တို့ထင်တာထက်ကောင်းချီးပေးတယ်ဆိုတာကိုတွေ့မြင်ရတယ်ဘုရားခင်ကျေးဇူးတော်ကြောင့်ဒီတခြားပြည်နယ်မှာရှိတဲ့ရုပ်တုံလိုမျိုးတွေလည်းကျွန်တော်တို့ထင်တာထက်ရောက်လာနိုင်ကြတယ်ပြီးတော့ဘုရားသခင်အမွေကြီးလည်းအကောင်းဆုံးပြင်ဆင်ပေးတယ်ပြီးတော့နှုတ်ကပတ်တော်လည်းသူတို့ကောင်းကောင်းခံယူတယ်ပြီးတော့ရုပ်တုံလိုမျိုးများတယောက်နဲ့တယောက်ချစ်ခင်တယ်လူချင်းเนาะကိုလူမျိုးကိုချစ်ခင်တဲ့အကြောင်းပြီးတော့ဘုရားကိုလည်းဘုရားသခင်ကိုလည်းဘယ်လောက်ထိချစ်ခ
ခင်ကြတဲ့အကြောင်းမြင်တွေ့ရတဲ့အတွက်ကြောင့်ဘုရားခင်ကြီးဆိုတော့ကိုချီးမွမ်းပြီးကျမတို့ချင်းပြည်ရောက်နေတယ်လို့ပဲထင်တာပေါ့နော်စီဝေးကြီးကိုပြုလုပ်တဲ့အချိန်မှာဆိုလို့ရှိရင်တော့ချင်းရိုးရာဝတ်စုံနဲ့လာကြတယ်ချင်းစကားတွေနဲ့ဒီရုပ်တုံစကားနဲ့ဘုရားခင်ကုံတော်ကိုချီးမွမ်းကြတယ်ရုပ်တုံစကားနဲ့ဟောကြတယ်ပြီးတော့အလုံးနားလဲအောင်ပမာစကားနဲ့လည်းဟောပြောကြတယ်အခါမှာဘုရားသခင်ကကျမတို့အမေရိကန်နိုင်ငံရောက်လာတာလဲဘုရားသခင်ကကျမတို့နဲ့အတူပါရှိတယ်ကျမတို့လူမျိုးကိုကောင်းချီးပေးတယ်အသိတော်ကိုကောင်းချီးပေးပါလားဆိုပြီးတော့ဘုရားသခင်ရဲ့ကြီးစွာကိုယူတဲ့ချီးမွမ်းလို့မဆုံးပါဘူးအဲဒီဓမ္မညီကလခံနဲ့စီစီချီဝေးပြီးမှနောက်ဆုံးရမှာရီဗိုင်ဘာကြတယ်အဲ့မှာဘယ်လိုရှာမအနေနဲ့ဘယ်လိုအထိခံစားမှုရှိလဲဘုရားခင်ကျေးဇူးတော်ကြောင့်ကျမတို့ဧည့်သည်တချို့လည်းပြန်မယ်အဲ့ဒီညမှာပြင်ဆင်နေကြတော့ဘယ်လိုလဲညဝုပြုစည်းဝေးလည်းမလုပ်ဖြစ်အဲ့ညကျမတရားဟောဖို့ဆိုပြီးတော့ပြင်ဆင်ထားတယ်ဆိုတော့ဧည့်သည်လည်းပြန်မယ်ဆိုတော့ဘယ်လိုလဲဆိုပြီးတော့ကျမတို့စဉ်းစားနေတဲ့အချိန်မှာဘုရားသခင်ကဧည့်သည်လည်းမပြန်တော့ဘဲနဲ့လေမပြန်သေးဘဲနဲ့အဲ့လိုပဲတချင်းဆိုရင်နဲ့နှုတ်ထမှုဖြစ်လာတဲ့ခါမှာဘုရားသခင်ငါတို့နဲ့တကယ်အတူပါရှိတယ်ဆိုတာကိုကျွန်မခံစားတယ်ဘုရားသခင်ကြီးဆိုတော့ကိုလေချီးမွမ်းတယ်1 2 3